မင်္ဂလာပါခင်ဗျာကျွန်တော်များပုံနဲ့တော်ပြည်တင်ဆရာရန်နိုင်ထွန်းရန်ကုန်မြို့တော်မှာစာတန်ပြည်တင်မေထမေရှင်ခွင့်ရသားသမီးအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပါစေကြောင်းဥစွာပနမနှုတ်ခွန်းဆက်တာအပ်ပါတယ်အခုလာမဲ့မြန်မာတက္ကရာ1389ခုနှစ်တရင်ကျော်လတနည်းအားဖြင့်2025ခုအောက်တိုဘာတရင်ကျော်လအောက်တိုဘာ1ရက်မှအောက်တိုဘာ31ရက်တလတာတော်အတွင်းမှာ9နှစ်9နန်းတော့9ရက်သားသမီးများရဲ့ကံကြမ္မာကောင်းကောင်းဆုဆုကျွန်တော်များပုံနာတော်ပြည်တဲ့စာရနိုင်ထုံးမှတွဲချက်စစ်ပြီးတော့ဆွေးနွေးဟောပြောပေးသွားမယ်9နှစ်9နန်းတော့9ရက်သားသမီး hostel လေးဖြစ်ပါလေလိုင်းရရှက်ပေးတဲ့မိတ်ဆွေတွေကိုလည်းအထူးကျေးဇူးတင်ပါတယ်ဆောင်မြော်ကြီးရှုနေကြတဲ့သူတွေလိုက်ရှက်ပေးတဲ့သူတွေဆွေမျိုးသားချင်းညီကိုမရမများမိသားစုအတောင်းဝိုင်းနေမိမိနဲ့တကွထပ်ထူထမ်းမြနာတော်တာဆယ်နိုင်မယ်ကောင်းသည်ဆိုးသည်ဆောင်ရဲရှောင်ရတို့ကိုသိရှင်ခွင့်ရရှိပါလိမ့်မယ်ကျေးဇူးအထူးတင်ပါတယ်နော်ဇာအနေနဲ့ဇက်လက်ဆွေးနွေးဟောပြောပေးမယ်နေနာလေးမှာဆိုလို့ရှိရင်တနင်္လာတာသမီးများရဲ့ကံကြမ္မာကံစာတာဟော့စတန်ဖြစ်ပါတယ်တနင်္လာတာသမီးများဟာအောက်တိုဘာလမှာကံနေရမုခင်းနဲ့ပတ်သက်တဲ့ပြဿနာဖန်စီချုံနာအမုခင်းတို့နဲ့ပတ်သက်တဲ့ပြဿနာသူများကိုရေးကိုတာကိစ္စတွေဆောင်ရွက်ရဖေးမရကိုညီရစိတ်အနောက်ချက်တွေတအကတိကလင်ကြုံရတဲ့လာလေးတလားဖြစ်နေတယ်ဇာတာကမကောင်းတဲ့ရင်ပြန်နှံခံရတယ်ဂုံတိတ်ခကြဆဲမှုတို့တောင်ရင်ဆိုင်ဖြစ်ရှင်းရတယ်တလားတာလုံးမဇာတာမကောင်းအောက်တိုဘာ4ရက်ကနေအောက်တိုဘာ29ရက်လုံးဝမကောင်းအောက်တိုဘာ4ရက်စနေနေ့အောက်တိုဘာ29ရက်ဗုဒ္ဓဟူးနေ့အဲ့ဒီရက်စွဲတလနေနေဖြစ်နေတယ်အောက်တိုဘာ4ရက်အောက်တိုဘာ29ရက်တလလုံးနေနေလို့ဖြစ်နေတယ်တန်နေလာသားသမီးတွေကန်နေတယ်လုံဝေးပြဿနာစိတ်အာယုံပြတ်မဲနာတွေကြုံရတယ်အရဟံဂုံတော်ကိုရှုဖတ်ပါအရဟံဂုံတော်ကိုပွားများပေးပါရွတ်ဖတ်ဆိုတောင်းမေတ္တာပွားများပါကြာမကြီးမှာဆိုလို့ရှိရင်အာယုံကြောအားနေတာထုံကျင်ကြိုက်ခဲတဲ့ဝေဒနာတွေကြုံရဆုံရတတ်တယ်အာယုံကြောအားနေတာထုံကျင်ကြိုက်ခဲတာတွေမကောက်စာတာကံလေးတွေနှိမ့်တယ်လုံငွေပရိပက္ခပြဿနာလုံကြီးပြဿနာကိစ္စရင်ဆိုင်ဖြစ်ရှင်းရတတ်တယ်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့စကားများရံဖြစ်ရတနည်းအားဖြင့်ရှစ်သူနဲ့မင်းမြင့်ချားမှာလေနားလည်မှုလွယ်မာတာပရိပက္ခရင်ဆိုင်ရတာဘာမဟုတ်တဲ့ကိစ္စကြောင့်စိတ်အနှောက်အယှက်ဖြစ်တယ်ယာနာအရေးပြားနဲ့ပတ်သက်တဲ့ကြားမှာကြီးမကောင်းအာယုံကြောအားနဲ့ဒုံကျင်ကြိုက်ခဲအထုတတိထားရမယ်ဂယုစိုက်ပေးရမယ်အစိတ်တင်တရဝါတို့ရဲ့ကြိုက်ခဲခြင်းနဲ့ခံရတတ်တယ်မွေကင်းခွေးကြောင်စာသက်ဖြင့်စိတ်တန်တရာဝါတို့ရဲ့ထိခိုက်ခြင်းကိုလည်းကြုံရဆုံရတတ်တယ်။ဂယုဆိုင်ပေးဖို့တတိထားပေးဖို့စံအနေနဲ့အထုမေတ္တာရက်ခံပါရစေ။မိမိရဲ့ကံကြမ္မာကံစာတာမှာကံနေနာတွေကံညံ့နာတွေကင်းစင်ဝေးအောင်အောက်တိုဘာလထက်မှာအောက်တိုဘာ6ရက်နေ့တရင်ကျော်လာပြီတနင်္လာနေ့အောက်တိုဘာ23ရက်တရင်ကျော်လာပြီကျော်9ရက်အောက်တိုဘာ20ရက်တရင်ကျော်လာကွယ်နေအောက်တိုဘာ29ရက်တဆမုံလာဆန်9ရက်အောက်တိုဘာ29ဒါတွေအားလုံးဟာတနင်္လာနေ့ကြာတယ်အဲ့ဒီအောက်တိုဘာလတနင်္လာနေ့ကြာတဲ့ရက်စွဲလေးမှာလာပြီလဲတနင်္လာလာကွယ်လဲတနင်္လာနောက်လာပြီကျော်9ရက်ကလည်းတနင်္လာတဆမုံလာဆန်9ရက်အင်္ဂလိပ်လို29ရက်အောက်တိုဘာတနင်္လာနေ့တွေကြာတယ်အဲ့ဒီတနင်္လာနေ့တွေအပတ်တိုင်းလာပြီပဲဖြစ်ဖြစ်လာပြီပြီးလို့နောက်ပတ်တနင်္လာနေ့မှာပဲဖြစ်ဖြစ်ဖယောင်းတိုင်18တိုင်ထုံကြီးပူဇော်ပါဖျားစီဒီမှာပဲဖြစ်ဖြစ်နေအိမ်မှာပဲဖြစ်ဖြစ်စီမိခွ18ခွပဲဖြစ်ဖြစ်စီမိခွတနေ့ဖဖွားတီလာရှင်ဆရာလေးတို့ပဲဖျောင်းနိုင်18တိုင်ဖြစ်ဖြစ်လို့ရတယ်ဆရာကြီး
တထုံနှစ်ထုပ်လူလိုက်တဲ့ဆိုလိုက်ရတယ်အဓိကတော့အရေးအတွက်တစ်ခုကိုရရိယာပန့်ဖို့ပေါ့ကန်ချမ်းကန်စာတာကန်ထောက်အပန့်ကန်စာတာကန်ညံ့နေတာတွေကန်စာတာကန်ညံ့တဲ့အခိုက်တွေမကောင်းတဲ့အတိုက်ခိုက်ရန်လိုတာရန်မူတာပြဿနာပရိပက္ခနောက်ဆက်တွေကင်းအောင်ဘုရားရည်တရားရည်ကန်ရည်ဇာတရည်ကံပွင့်လက်ပွင့်ကံကောင်းခြင်းဖြစ်စေဖို့အတွက်ဖျောင်းတိုင်16တိုင်ကိုမပြတ်မကွက်လူပေးပါထုံးကြီးပူစော်လို့လည်းရပါတယ်တရင်ကျော်လားပြည့်နေနေအိမ်မှာလည်းပူစော်လို့ရတယ်ဖျားစိတ်ဒီမှာလည်းရတယ်မနဲ့စောစောလည်းရတယ်ညာနေလည်းရတယ်ဖျားတဲ့မြောက်ဖြစ်လို့အိမ်မှာပူစော်မယ်ဆိုရင်ဇက်ပွဲကလာထိုင်တစ်ခုခုမှာဖျောင်းနိုင်တနင်္လာသားသမီး16တိုင်17နဲ့မှပူစော်ပြီးလို့ရနိုင်ပါတယ်နော်ထူးထူးခြားခြားတော့တနင်္လာသားသမီးတွေအတွက်ကတော့တရင်ကျော်လားပြည့်နေအပြီးတမှာခါတော့နေရတနင်္လာနေကြဒါပေသည်တလားလုံးလုံးမှာတနင်္လာသားသမီးကန်နေနဲ့စားထားရှင်နေဖြစ်နေတယ်ဗျာဒါကြောင့်မိမိတို့ရဲ့ကန်ကြမှာကန်စားတာညအခိုက်တော့အတွက်ကိုဒိဋ္ဌံဆိုတောင်းပြီးတော့သေချာကတ်လို့ပူစော်ပေးပါလို့စတင်ညာကနေမေတ္တာရက်ခံပါစေတနင်္လာသားသမီးများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာတော်မူကြပါစေလို့ဆက်ဆိုတောင်းမေတ္တာပို့တာ